လုံးဝင်မင်္ဂလာပါခုတ်ကတဲ့ခါနဲ့ကြိုးဆိုပါရစေဒီနေ့မှာတော့ကိုတို့က web development လမ်းကြောင်းမှာကိုတို့အရင်ဆုံးဘာလို့မှမစခင်အရင်ဆုံးလေ့လာရမယ် language တစ်ခုကိုတို့တော့ပြီးတော့လေ့လာကြည့်အောင်ဆိုတော့အဲ့ဒါကဘာကိုပြောလဲဆိုရင်ကိုတို့က HTML လို့ခေါ်တယ် okay နော်ဆိုတော့ HTML ဆိုတဲ့ language ကကိုရဲ့ web development လုပ်တော့မယ်ဆိုရင်ဒီကောင်လေးကအခြေခံကျဆုံး language တစ်ခုဖြစ်တယ်အဲ့ဒီနေရာမှာကိုတို့က HTML ဆိုတာဘာလဲ HTML ဆိုတာကဘာလဲဆိုရင် HTML သူ့ရဲ့အခြေခံကိုကိုတို့က Hypertext Markup Language လို့ခေါ်တယ်သူ့ကိုဘယ်နေရာတွေမှာသုံးလဲဆိုရင်အခုတို့က website တွေကိုဖန်တီးဖို့အတွက်အဲ့ဒီ HTML ကအခြေခံအကျဆုံး language တစ်ခုပဲဖြစ်တယ်သူကတော့ HTML ဆိုတာကတော့ Hypertext Markup Language လို့ပြောတဲ့အတိုင်းပဲ HTML က programming language တစ်ခုတော့မဟုတ်ဘူးသူက markup language တစ်ခုစာပဲရှိရဲ့ okay ဒီနေရာမှာကိုတို့က HTML ကို website တွေဖန်တီးဖို့အတွက်သုံးတယ်လုံးဝအခြေခံကျဆုံး foundation ဆိုတဲ့နေရာမှာရှိရဲ့ဆိုတော့ဒီ HTML ဆိုတဲ့ language markup language တစ်ခုကဘာလဲဆိုရင်သူ့ရဲ့ language က browser ကနေနားလည်တဲ့ language တစ်ခုဖြစ်အောင်တိကျပါတဲ့ language တစ်ခုဖြစ်တယ်ဆိုတော့သူ့မှာက markup language ဖြစ်တဲ့အတွက်သူစီမှာ tag လေးတွေနဲ့သူကတော့ရေးထားတာ okay နော်ရေးထားရတယ်ပေါ့ဆိုတော့ H1 ဆိုတဲ့ tag တို့ P tag တို့ IMG ဆိုတဲ့ tag တို့အစရှိသဖြင့်အကိုတို့က tag တွေသုံးပြီးတော့ရေးရတယ်ဥပမာ H1 ဆိုရင် heading tag လို့ခေါ်တယ်ခေါင်းစဉ်နေတဲ့နေရာမှာကိုတို့ကသုံးလို့ရတယ် P tag ကတော့ paragraph tag လို့ခေါ်တယ်စာပေါက်တွေရေးတဲ့နေရာမှာသုံးတယ်ဒီ IMG ဆိုတာလေးကတော့ image tag လို့ခေါ်တယ်ဓာတ်ပုံတွေကိုကိုယ့်ရဲ့ website မှာထည့်ရတဲ့အချိန်မှာ IMG tag ကိုသုံးတယ်အစရှိသဖြင့် tag တွေကိုသုံးပြီးရေးတာဖြစ်တဲ့အတွက်သူက hypertext markup language တစ်ခုဖြစ်လာတာပြီးတဲ့အခါမှာကိုရီးရဲ့ HTML ကိုပြောမှဆိုရင်အဲ့ဒီ HTML file တွေအားလုံးကသူ့ရဲ့ format က .html ဆိုတဲ့ format တွေနဲ့ဖြစ်နေရမယ်။ဘယ်လိုအဲ့ဒီ HTML file တွေအားလုံးဒီသူ့ရဲ့ extension ဒီ .html ဆိုတဲ့ format နဲ့ဖြစ်နေရမယ်။ဒီနေရာမှာ HTML ဆိုတာက website တွေဖန်တီးဖို့အတွက်အခြေခံကျဆုံး language လို့ပြောခဲ့တယ်ဆိုပေမဲ့သူ့တစ်ခုတည်းနဲ့ကိုက website တွေကိုတော့ဖန်တီးလို့ရမှာမဟုတ်ဘူး။ okay အခုတို့အနေနဲ့သူ့ကိုဖန်တီးဖို့အတွက်ဆိုရင်တော့ HTML ကိုသုံးရမယ်။ပြီးရင် CSS ဆိုတဲ့သူ့ကိုအလှဆင်ဖို့ design ချဖို့သုံးတဲ့ language တစ်ခုကိုတို့သုံးပေးရမယ်။ okay ပြီးတဲ့အခါမှာတော့ကိုတို့သင်တော်သလို JavaScript ကိုသုံးမယ်ဒါမှမဟုတ်အခြား language တွေကိုတို့သုံးပြီးတော့ဖန်တီးလို့ရတယ်။ okay ဒီညမှာကတော့ HTML ဆိုတာက Hypertext Markup Language ဖြစ်တဲ့ website တွေဖန်တီးတဲ့နေရာမှာအခြေခံကျဆုံး language ဖြစ်တဲ့ဆိုတာကိုသိထားရင်ကိုရပြီဆိုတော့အဲ့ဒီသင်ခန်းစာတွေမှာကိုတို့ကဒီ HTML CSS နဲ့ပတ်သက်ပြီးဆက်ပြီးတော့လေ့လာရမယ်အဲ့ဒါတွေအပြင်ကအခုရဲ့ web development နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့အသစ်တွေကိုထပ်ပြီးတော့လေ့လာတော့မယ် okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဆိုတော့ဒီစီကိုကြည့်ပြီးတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်